ကဘာအခြေအဆုံးတတော်လေးတွေဟာတစ်တော်ပြုံးသီးမှုကြောင့်နေစရာမဲ့နေရပါပြီ။ဒါနဲ့မကပဲသူတို့ရဲ့အမွေးအမြင်တွေကိုလိုချင်တဲ့အမဲလိုက်သူတွေရဲ့ရက်စက်မှုကြောင့်လည်းဒီပန်နာနီးလေးတွေဟာမျိုးသုံးမဲ့အရင်နဲ့ရင်ဆိုင်နေရတာပါ။ ဟီမွန်ဒါတောအုပ်ထဲမှာအနီရောင်အမွေးတုံးလေးနဲ့စုံမိရင်အနောက်ရှက်မပေးပါနဲ့သူကပန်ဒါဝဝင်နေတဲ့တောင်ရှားပါတဲ့ဇာရှိဆိုတဲ့တောခွေးနီလေးပါ ပန်နာလည်းမဟုတ်သူလို့ရက်ကွန်းလည်းမဟုတ်တဲ့သူတို့ဟာထူးခြားတဲ့မျိုးရိုးစင်ဆက်နဲ့တမှုထူးခြားနေသူတွေပါ။တားငယ်လေးကိုပြုစုပြောထောင်ဖို့အတွက်မျက်စိတောင်မဖွင့်သေးတဲ့ကလေးလေးကိုထွေးပို့ရင်ဇာရှိတယောက်စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ကြော်ဖြတ်နေရပါပြီ။တကောင်လေးတော့အသက်သွေးကြောဖြစ်တဲ့ဇာရှိဟာတားငယ်လေးအတွက်အစာရှာဖို့အမြဲတမ်းရင်တထိတ်ထိတ်နဲ့အသက်ဆွနေရပါတယ်။တားပေါက်လေးအိပ်ပျော်သွားချိန်မှာတော့သူအစာရှာဖို့ကူပေါဝနားမှာပဲခက်သက်သွက်လှုပ်ရှားရင်ကလေးနိုးလာရင်တော့စိတ်အေးလက်အေးနဲ့တောဆက်အထိသွားတတ်ပါတယ်။ဒါပေမဲ့အချိန်ကြာကြီးမနေရဲပဲခဏလေးနဲ့ချက်ချင်းပြန်လဲလာတတ်ပါတယ်။ဒါပေမဲ့အေးချမ်းတဲ့နေ့ရက်တွေကခဏတာပါပဲ။မုံတုံမိုးသက်မုံနိုင်တဲ့အတူအန်တရယ်တွေကလည်းတိတ်တဆိတ်ချင်းကပ်လာခဲ့ပြီ။အခုဆိုရင်ကူအပြင်ဘက်ကနေဝါးရောင်လေပင်ပါတယ်ဖြန်တကောင်ကသူတို့ကိုစောင့်ကြည့်နေပါပြီ။ဒီကျူးကျော်သူကဇာရှိဘာမှပြန်မလုပ်နိုင်ပဲအကဲခတ်နေုံပဲတက်နိုင်ခဲ့ပါတယ်။ကံကောင်းချင်တော့ဖြတ်သွားတဲ့ကြွက်ယုံလေးကိုရွှေလေပင်ဖြန်းကအာယုံပြောင်းသွားပြီးတောအုပ်ထဲကိုလိုက်ဖမ်းသွားတာကြောင့်ဇာရှိတယောက်အသက်ရှူချောင်သွားခဲ့ရပါတယ်။တဲမာနေတဲ့ခန္ဓာကိုယ်ကိုဖြေလျော့လိုက်ရင်ဇာရှိတယောက်အတိုက်ကိုပို့ပြီးလုံခြုံအောင်ပြင်ဆင်လိုက်ပါတယ်။တားငယ်လေးတွေကြီးပြင်းလာတာနဲ့အမျှသူတို့ကိုအာဟာရပြည့်ဝအောင်ကျွေးမေးဖို့အတွက်တော့ဇာရှိအရင်ကတည်းကပို့ကြိုးစားလာပါတော့တယ်။ဇာရှိတယောက်တစ်ကိုင်းပြားကငှက်ဥရင်လေးကိုမျက်စိတောက်ထောက်ကြည့်နေတာပါ။ငှက်မလေးအစာရှာထွက်သွားတာနဲ့အခွင့်ကောင်းယူပြီးတစ်ပင်ပေါ်ကိုအသားလေးတက်လိုက်ပါတယ်။ဘသူမှမသိအောင်ဘာအတန်မှမထွက်အောင်အတော်လေးသတိထားပြီးလှုပ်ရှားနေတာပါ။မျက်စိနှစ်ဖက်နဲ့စောင့်ကြည့်နေပေမဲ့အနားမကတ်နိုင်ခင်မှာပဲငှက်မလေးကအတိုက်စီပြန်ရောက်လာတာကြောင့်အစီအစဉ်ကပြတ်သွားခဲ့ရတယ်။အချိန်တိုအတွင်းမှာပဲတားငယ်လေးတွေလည်း3လရွယ်ရောက်လာပြီးဖြစ်ပြီးအမေဖြစ်သူတဲလာပေးတဲ့အရာလေးတွေနဲ့အတိုက်ထဲမှာစော့ကစားနေကြပါပြီ။ဒီအချိန်မှာတော့အခုအပြင်ဘက်မှာဇာရှိတယောက်အန်ဒီယန်နဲ့ရင်ဆိုင်နေရပါပြီ။ကြားတစ်တကောင်ကသူ့ကိုအကဲခတ်နေတာကြောင့်ဇာရှိလည်းအသက်လုပြီးတစ်ပင်ပေါ်တက်လိုက်ရပါတယ်။ဒီအချိန်မှာတော့ကလေးလေးဘာတန်မှမထွက်မိဖို့သူအသေးတန်ဆူတောင်းနေရပါတော့တယ်။ကြားတစ်ကအပေါ်ကိုတက်မရနိုင်တော့တဲ့အဆုံစိတ်ပြက်လက်ပြက်နဲ့ပြန်လှည့်သွားပါတယ်။ကံကောင်းတာကသူတို့ရဲ့အတိုက်ကိုမတွေ့သွားတာပါပဲ။ကြားတစ်ဝီဝီရောက်သွားပြီဆိုမှဇာရှိလည်းကလေးတွေရှိတဲ့အတိုက်စီကိုအမြင်ဆုံးပြေးဝင်သွားပါတော့တယ်။ဒီနေရာကလုံခြုံမှုမရှိတော့မှတိသွားတဲ့အတွက်သူတို့သားမီးနောက်ထပ်အတိုက်တစ်ခုကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်တော့ဒီနေရာကိုလွန်ခဲ့တဲ့လတွေကတည်းကကြိုတင်ပြင်ဆင်ထားခဲ့တာပါ။အတိုက်တစ်ကိုရောက်သွားတဲ့အခါမှာတော့ဆဆချင်းမှာတော့ကလေးငယ်ကအနှဲငယ်မတတ်မတာဖြစ်ပြီးမြဲခဏလေးအတွင်းမှာပဲဇာရှိရဲ့ရင်ခွင်ထဲမှာအိပ်ပျော်သွားခဲ့ပါတယ်။ဒါပေမဲ့ဂူပြင်ပမှာတော့ပို့ပြီးကြောက်စရာကောင်းတဲ့လူသားမို့ဆိုတွေကကလေးငယ်ရဲ့အသားရည်ကိုရဖို့စောင့်ဆိုင်နေကြပါတယ်။အမွေးအမြင့်တွေအတွက်အမဲလိုက်ခံရတာနဲ့တစ်တိုးတွေကျုံတီးလာတာကြောင့်ပြီးခဲ့တဲ့နှစ်90အတွင်းမှာတောကြောင်လေးတွေအကြီးအတွက်အစမတန်ယုံနှီးသွားခဲ့ပါပြီ။ဒါကြောင့်ဒီမျိုးစိတ်လေးတွေပျောက်ကွယ်မသွားအောင်ဝိုင်းဝန်းထိန်းသိမ်းမှုကကျွန်တော်တို့အားလုံးရဲ့တာဝန်ပါပဲ။